PDF file ကို Word document အဖြစ်နဲ့ပြောင်းမယ်ဒါမှမဟုတ် Word document ကို PDF file အဖြစ်နဲ့ပြန်ပြောင်းမယ် Excel ကို PDF ပြောင်းမယ် PowerPoint ကို PDF ဖြစ်နေပြောင်းချင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဓာတ်ပုံတွေကိုလည်း PDF file ပြောင်းချင်တယ် Word document ပြောင်းချင်တယ် PowerPoint ဟိုဘက်ကနေဒီဘက် etc ပေါ့နော်ဒါတွေအားလုံးကိုဘယ်လိုလုပ်မလဲပြီးလို့ရှိရင်ကိုက file တွေအများကြီးရှိတယ်ဒါအားလုံးကိုဆက်လိုက်ချင်တယ် combine လုပ်ချင်တယ် merge လုပ်ခေါ်တယ်ပေါ့နော် merge လုပ်မယ်ပြီးရင်ပြန်ခွဲချင်တယ် split လုပ်မယ်ပြီးရင် memory gigabyte တွေအရန်များနေတဲ့အတွက်ကြောင့်မလို့သူများကိုဘာမှပို့လို့မရဘူးအဲ့လိုမျိုးဖြစ်လို့ရှိရင်ကိုက compress လုပ်ရတယ်ခြုံရတယ် gigabyte ကိုခြုံပလိုက်ရတယ်ဒီရတယ်အခုပြောနေတဲ့ဟာတွေအားလုံးတနေရာထဲမှာလုပ်လို့ရတယ်ကျွန်မအမြဲတမ်းသုံးနေတဲ့ဒီ website လေးကို sharing လုပ်ပါတယ်ဒီ website လေးอ่ะဆိုလို့ရှိရင်အရန်မြန်တယ်အရန်လွယ်တယ်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုလိုချင်တဲ့ပြောင်းချင်တဲ့ခေါင်းစဉ်ကိုတော့ရွေးမယ်ရွေးပြီးတော့လို့ရှိရင်ကိုရဲ့ file တွဲကို upload ပေါ့နော်လုပ်မယ်ပြီးလို့ရှိရင် convert လုပ်လိုက်ရုံနဲ့ကိုကလိုချင်တဲ့ဟာတွေအားလုံးပြောင်းသွားပြီဖြစ်တဲ့အတွက် download ဆွဲယူလို့ရပါပြီဆိုတော့download လုပ်ပြီးတော့လို့ရှိရင်တော့ကိုရဲ့ဒီ information တွေကိုပေါ့နော် clear လုပ် delete လုပ်ပလိုက်ပေါ့လေနော်ဆိုတော့ကိုရဲ့ personal information တွေသူတို့စီမှာသွားပြီးမှမ save တော့ဘူးပေါ့လေနော်ဆိုတော့ဒီ website လေးကိုဘယ်လိုအသုံးပြုတယ်လဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်မယ်ဒီမှာပြပေးမယ်နော် let's get started ကဲဒါဆိုလို့ရှိရင်ဒီ I love PDF ဆိုတဲ့ဟာပေါ့နော်ဒါကိုရိုက်ထည့်ပြီးမှ website ထဲမှာရှာလိုက်မယ်ရှာလို့ရှိရင်ဒီမှာဒါလေးဟုတ်တယ်ပေါ့နော်ဒီဟာကိုအကယ်၍အခုကျွန်မကကြတော့ဓာတ်ပုံကနေ PDF file ဘယ်လိုပြောင်းလဲဆိုတော့အရင်ဦးဆိုအလွယ်ဆုံးပြပေးမယ်နော်ဆိုတော့သူကဓာတ်ပုံကနေ PDF file ပြောင်းမယ်ဆိုတော့ဒီမှာခေါင်းစဉ်တွေအများကြီးပေါ့နော်ခဏတုန်းကပြောသွားတဲ့ခေါင်းစဉ်တွေအများကြီးရှိတယ်ကိုလိုချင်တဲ့ခေါင်းစဉ်တွေကိုတစ်ချက်သွားပြီးမှလေ့လာကြည့်လိုက်လေနော်ဓာတ်ပုံကနေ PDF ကိုပြောင်းချင်မယ်ဆိုတော့ဒီမှာ select ဆိုတဲ့ဟာပေါ့နော်အကယ်၍ကိုက Google account ရှိတဲ့လူဆိုလို့ရှိရင် Google Drive နဲ့တခါတည်းဆက်သွယ်ထားတယ်အဲ့မှာသွားပြီးမှလည်း export ပေါ့နော်save သွားလို့ရတယ်အဲ့ဒါကိုလည်းအဆင်ပြေတယ်ပေါ့နော်တစ်ချက်ဆိုတော့ select လုပ်မယ်ကိုကlibrary ပေါ့နော် photo library တွေကနေတခါတည်းယူမယ်ဆိုလည်းရတယ်ဒါမှမဟုတ်ချက်ချင်းပဲဓာတ်ပုံရိုက်ချက်ချင်းပဲပြောင်းမယ်ဆိုလည်းရတယ်ချက်ချင်းဓာတ်ပုံရိုက်ပြမယ်ဆိုလို့ရှိရင်ဥပမာကျွန်မလုပ်ပြမယ်နော်ဒါဆိုလို့ရှိရင်ဒီအပင်လေးကိုပေါ့နော်ဒီအပင်ပုံလေးကိုအခုကဓာတ်ပုံကနေ PDF file ပြောင်းလိုက်မယ်ဟုတ်ဆိုတော့ convert to PDF ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ကဲဒါဆိုလို့ရှိရင် तू ကချက်ချင်းပဲအရင်မြန်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီမှာ download လုပ်မယ်ဒါဆိုလို့ရှိရင်ဓာတ်ပုံဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ file က PDF file ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီ PDF file အဖြစ်နဲ့ပြောင်းသွားပြီကဲဒီလောက်